ဒုတိယပိုင်းအရောက်မှာလည်းအေယာရီတင်းရဲ့တိုက်စစ်ကရောချသွားခြင်းမရှိဘဲနဲ့တောက်လျှောက်ဆိုသလိုရန်လိုင်းနဲ့ဆက်အတင်းရဲ့ခန်းစစ်ကိုတော့ဖိအားပေးနေခဲ့တာဖြစ်ပါတယ်စောပိုင်းကညာချမ်းနေပြီးတော့နောက်ထပ်ဝယ်ပေးဖို့မှုတော့အေရီယာရှိမှအသင်းရှိရဲ့ရီတူခေါင်းတိုက်ဖို့ကြိုးစားခဲ့ရဖြစ်ပါတယ်ရီတူပဲအေရီယာရှိပို့လာတယ်ရန်လိုင်းနဲ့ဆက်အတင်းမင်းယာရီတင်းမင်းဖြူဖွေးပဲရှုပ်ပေးရတယ်ဟန်နီဖူးဝေးပြန်ရတာသေးတယ်စောပိုင်းကဟန်နီဖူးဝေးနဲ့မေထက်လူတို့ရင်ဆိုင်တွေ့ခဲ့ရဖြစ်ပါတယ်ဖြူဖွေးပြည်တော်မှာကန်နေပေးရပြီအေးရကြတယ်ရန်လန်နဲ့ဆက်အတင်းရဲ့ခန်းစည်းကရှင်းထုတ်မှုရောက်တော့အေးရရီတင်းလက်ပြီးပေါ်မျှအောင်မှာဖြစ်ပါတယ်ရီတူမိထက်လူနဲ့တွဲရတယ်မိထက်လူပဲရီတူပြန်ပေးရတယ်ရန်လန်နဲ့ဆက်အတင်းပဲပြန်ရတာသေးတယ်လေထည့်ရတယ်ဟန်နီဖူးဝေနခန်ဝမ်လက်ကန်နေယာရီတင်းပဲလက်ကန်ပြီဒုတိယပိုင်းမှာလဲထိုက်စစ်ပိုင်းကလုံးဝရောချသွားခြင်းမရှိဘဲနဲ့တင်ကိုရရှိဖို့ကြိုးစားနေတဲ့ယာရီတင်းတတိယမြောက်ဦးဆောင်ကိုတော့ရရှိသွားခဲ့ပြီဖြစ်ပါတယ်ဖြူဝင်းရဲ့ခွင်းလေကကန်ချက်ကိုရိုင်း TV ပြန်ထွက်တဲ့အနေအထားမှာတော့ဒီအသင်းရဲ့ဒုတိယမြောက်ဦးဆောင်ကိုတင်ပေးထားတဲ့စမ်းတော်မိုင်းမရှိအဆုံးသတ်ပြီးတော့တတိယမြောက်ဦးဆောင်ကိုတော့ထပ်မံရယူပေးသွားခဲ့ရပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ရာသီတင်ကို20အထိသွေးယူနိုင်ခဲ့တဲ့စမ်းတော်ဒီနေ့ရာသီအစမှာလည်းတင်ကိုတကိုသွေးယူနိုင်ခဲ့သလိုဒီနေ့ပွဲစဉ်မှာလည်းတင်ကိုနှစ်ကိုထပ်မံသွေးယူနိုင်ခဲ့တာကြောင့်ဒီရာသီမှာစမ်းတော်သွေးထားတဲ့သွေးမှုကတော့3ဟိုးရှိလာပြီလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့ရာသီကပုံစံကောင်းတွေကိုဒီနေ့ရာသီမှာပါစမ်းတော်ထပ်မံပြသနေရဖြစ်ပြီးသူရဲ့ဂိုးသွင်းစွမ်းရည်တွေတော့ထပ်မံနေအောင်မလဲဒါမဲ့ပွဲစဉ်တွေကဆက်လက်ပြီးတော့ကြည့်ရှုရဖို့ရှိနေရလည်းဖြစ်ပါတယ်ဒုတိယပိုင်းရောက်ငြိမ်သက်နေတဲ့အေယာဝတီနဲ့တိုက်စစ်ကတော့စံတော်ရဲ့တင်ကိုတကိုးနဲ့သူပြန်လဲပြီးတော့နှုတ်ထလာပြီးလို့ဆိုရမှာလည်းဖြစ်ပါတယ်ရှင်သက်ဖြူစင်ပြုံးရှို့ပေးရမှာတော့မလိုဘူးခင်ဗျာဖြူဖွေးပဲပြန်လဲဟန်တာပြီးတော့နောက်ထပ်ဝင်နဲ့ပြန်တွဲရတယ်ရှို့ပေးရတယ်စံတော်ပဲပြန်ရထားသေးတယ်စံတော်ချိန်ကြည့်နေစံတော်ပဲချက်ခောက်တယ်နောက်ထပ်ဝေးစံတော်အန္တမောင်ပေးရတယ်လည်းနဲ့ပြန်တွဲလာပြီးစံတော်ပြန်ရထားချက်ခောက်တယ်စံတော်လက်ကံပြီဟတ်ထွေဖြစ်သွားစေမဲ့ကံချက်တစ်ခုဖြစ်ပါတယ်ဒီပြထက်ကန်တယ်အရာဝတီရဲ့တောက်ချောက်ဆိုသလိုတိုက်စစ်ဆင်မှုတွေဖြစ်ပါတယ်စံတော်ရဲ့ကံချက်ပြန်ပဲရဲ့ကိုမနဲ့ထိမှန်ခဲ့သလိုထပ်မံပြီးရတယ်အခွင့်အရေးအတင်းရဲ့ခွင့်လျာဖြစ်ပြီးထပ်မံကန်သွင်းရမှာတော့သူရဲ့ကံချက်ကိုပြန်ပဲရဲ့ကိုသမားပြန်လဲပြီးတော့ဖမ်းယူနိုင်ခဲ့ရလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့ရာသီပထမကျော်ပွဲစဉ်ခွန်ရန်လိုင်းနဲ့ဆက်အသင်းနဲ့တွေ့ဆုံတော့ကလည်းဟက်ထရစ်တင်ကိုရရှိထားတဲ့စမ်းတော်